နာမည်ဘယ်လိုခေါ်လား တဲ့ပါရှင် အတဲ့ရပြီနာမည်နဲ့လောက်တိုင်းရပြီ ဒါမဆိုင်ဘူးလေဆရာ မရှင်နဲ့ငါကိစ္စငါသိတယ်တဲ့နာမည်လေးကလှလိုက်တာဒါနဲ့အိမ်အောင်ရှိလား ရှိပါဦးရှင် လန့်သွားလားလေးလေးလည်းနည်းနည်းလန့်သွားတယ်အိမ်အောင်မရှိဘူးဆိုတော့အပြူပေါ့ရပြီအဲ့ဆိုတေးကြပြီအဲ့ဒါတခုနဲ့အလောက်ကရပြီ ဆရာအဲ့ဒါကျွန်တော်တို့ဘာမှမဆိုင်ဘူးလေကျွန်တော်ကုမ္ပဏီနဲ့ အေးအောင်ဆိုင်လို့ပြောနေတာပေါ့မပြုတ်ဆောင်နိုင်နေပြီဟိုဘက်နဲ့တွန်းရမတမရပြုတ်ဆောင်နိုင်နေပြီဘာကောမှမသိဘူးကိုစတေးနာမဆိုင်နဲ့ ငါပါရှင်2025ကုန်လုံး2026ကိုရောက်တော့မယ်နော်ဝေတို့ရှင်မိတ်တစ်ကနေပြီးတော့နှစ်သက်လက်ဆောင်အနေနဲ့2026ပြက်ကရင်လေးတွေကိုဒါလက်ဆောင်ပေးဖို့စီစဉ်ထားပါတယ်ရှင်ဒါကြောင့်မို့ဒီဗီဒီယိုလေးကိုလာပြပြီးစက်ရုံမှာပြက်ကရင်လေးကိုယ်တိုင်ထုတ်ယူလို့ရတယ်လို့ online ရချင်းမိတ်ဆွေများအနေနဲ့ဆိုလေဒီဗီဒီယိုလေးကိုစက်ခွင့်ချောရိုက်ပြီးတော့ ပေး messenger ကနေလာပြပြီးတော့ပြက်ကလေးလေးထုတ်ယူလို့ရပါပြီရှင်မကြခင်ကြာရောက်တော့မယ်2026နှစ်သက်မှာစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့တာယာပျော်ရွှင်တဲ့ဘဝတွေပိုင်ဆိုင်နိုင်ပါစေလို့ရှင်မိတ်မိသားစုမှာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်